ကဲဒီနေ့မနေ့ဈေးတန်းမှာလေတစ်ဈေးလုံးငရန့်နေဆိုတာလေတွေ့တော့မနေနိုင်ဘူးဝယ်ခြင်းနဲ့အခုတော့ဝယ်လာခဲ့ပြီဗျာကျွန်တော်နဲ့မမားနဲ့ကလေတားမီနှစ်ယောက်စလုံးကတူတယ်အဲ့လိုနေဖို့ညစာစူဆောင်ရတာအဲ့လိုမျိုးအစာရိတ်ခါတူလောင်ရတာကိုအရန်သဘောကျတာလေဒီနေ့အခုငရန့်နေအများကြီးတွေ့တော့လေဈေးလေးလဲအဆင်ပြေအောင်ညှိလို့ရတာနဲ့အခုငရန့်တွေကိုအစိုက်စုံပဲဝယ်လာတယ်ငရန့်ကိုအကြီးအလက်အသေးအစိုက်စုံပဲကျွန်တော်ဒီမှာအသေးလေးတွေဆိုလဲအလုံးကြောက်ကလေးတွေပေါ့နော်ပြီးတော့မနေနိုင်ဘူးငဖဲအောင်တထုပ်ဒီမှာတပိတ်တာလဲဝယ်လာခဲ့သေးတယ်သူ့တော့ငစနေငပြီးကောင်လေးလုံမယ်ပေါ့နော်ငရန့်တွေကိုကြတော့တချို့ကြီးတဲ့အကောင်တွေကိုတော့ကျွန်တော်တခါတည်းပဲသူ့ကိုလှမ်းမှုခွဲခိုင်းခဲ့တယ်နည်းနည်းခက်ရွယ်လေးတွေဆိုရင်တော့ကြောလေးခွဲပြီးအခုလိုအပြားလိုက်ကလေးလှမ်းမယ်ပေါ့ဗျာတေးလေးတွေကိုကြတော့အလုံးကြောက်ကလေးတွေလှမ်းမယ်ကဲအဲ့တော့ကျွန်တော်အရင်ဦးဆုံးဒီမှာသူ့ကိုဘာမှမစေးကြောပဲနဲ့လေစားများလေးနဲ့အခုနေထားလိုက်မယ်ပြီးရင်နေတစ်ဝက်လောက်ပြစ်ထားလိုက်မှာပေါ့နော်အခုဒီမှာစားများလေးနဲ့ခလောက်ပြီးတော့နေမယ်ဘာလို့ဆိုကျွန်တော်လက်နဲ့မနေရဘူးစူးမှာဆိုလို့လေကဲအခုလိုမျိုးလေးနေထားပြီးရင်အဲ့ဒါနေတစ်ဝက်လောက်ပြစ်ထားလိုက်မယ်ပြီးတော့ခုနကငဖားမလေးတွေကိုလည်းဘိုက်ခွဲထားတာလေးတွေကိုအခုဒီမှာစားလေးနဲ့တေချာများလေးဖိပြီးတော့နေပြီးတော့သူ့ကိုလည်းနေတစ်ဝက်လောက်ထားလိုက်မယ်ပြီးတော့မှတေချာရေပြန်ဆေးပြီးတော့ရေခဲတက်တာထဲမှာစတိုလုပ်မယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်နေတစ်ဝက်ကျွန်တော်ပြစ်ထားလိုက်တာအခုဆိုရင်ရပြီငရက်နေရလဲစားလေးနဲ့တောက်နေပြီဆိုတော့ကျွန်တော်ဒီမှာနည်းနည်းတန်ရှင်းရေးလေးလိုသလောက်ကြေးကွန်လေးတွေနည်းနည်းပါမစင်တာလေးတွေပေါ့ဗျာအဲ့ဒါလေးတွေအကုန်လုံးတေချာလေးတန့်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်ကစားရည်လေးနဲ့ဆေးလိုက်မှာစားရည်လေးနဲ့ဆေးပြီးရင်တခါတည်းတန့်လှမ်းမှာအဲ့ဒါဆိုလို့ရှိရင်ငရက်အားလေးခပ်ပေါ့လေးပဲပေါ့နော်အရန်လဲမငံတော့ဘူးအဲ့လိုမျိုးလေးဆိုလို့ရှိရင်အဆင်ပြေတယ်ဒါအိမ်မှာကိုယ်စိတ်ကြိုက်ပေါ့နော်ခပ်ပေါ့လေးလိုချင်လို့ဒီနီးလေးနဲ့လှမ်းတာဖြစ်ပါတယ်ဒါကူနာတော့ကစားနဲ့နယ်ပြီးတော့နေတစ်ဝက်ပြစ်ထားတဲ့ဟာတွေအခုစားရည်ထဲမှာတေချာလေးပြန်ပြီးတော့လှုပ်ဆေးမယ်တရေမကြိုက်ဘူးဆိုရင်နောက်တရေစားရည်နဲ့ထပ်ပြီးဆေးလဲရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာအိမ်မှာ Skynet ဘန်းကြီးကိုအသုံးချပြီးတော့ကျွန်တော်တို့သားမီးနှစ်ယောက်ကအများအားလှမ်းနေကြငါ6လှမ်းနဲ့ဘာလှမ်းဒီဘန်းကြီးနဲ့တရက်တီးကြောက်လှမ်းလဲဒီဘန်းကြီးနဲ့ပဲကဲအဲ့ဒါအခုဆိုရင်တော့လှမ်းထားပြလိုက်ပြီเนาะအခုချိန်ကနေလဲပြင်းတဲ့ခါကျတော့လေနေရင်းနေတစ်ပိုင်းရဲ့နောက်တစ်နေ့လုံးဆိုရင်တစ်ပတ်ခါလောက်ဆို6ပြီအဲ့ခါကျရင်တော့ငါ6ရပြီပေါ့เนาะကဲဒါပြီးလို့ရှိရင်တော့ခုနကတော့ကစားနေထားတဲ့ငဖားမတွေကိုလည်းတရေကောင်းလေးဆေးပြီးလိုက်မယ်ပြီးရင်တော့ရေလေးစင်အောင်ညှစ်ပြီးလို့ရှိရင်ဘူးလေးထဲမှာစီပြီးတော့ထည့်မယ်ပေါ့เนาะပြီးရင်အဲ့ဒါလေးကိုရေခဲတစ်တာထဲမှာတင်ထားလိုက်ပါမယ်စားကျင်တဲ့အချိန်ကျတော့မှစီဘူးလေးထိုးပြီးတော့ဘင်းကြိုပူလေးနဲ့ဆိုလဲအရန်ထမင်းမိန်စေတဲ့ဒီငဖားမငပိကောင်လေးပေါ့เนาะသူ့ကိုလည်းနေတစ်ဝက်ပဲစားနေထားတာဆိုတော့လေသူလည်းအရန်မငံဘူးအနေတော်လေးပဲဒီမှာပါเนาะဒါလေးကိုဖုံးလေးပိတ်ပြီးရေခဲတစ်တာထဲမှာထားလိုက်ရင်အကြာကြီးထားလို့ရတယ်ကဲအခုဒီမှာ6သွားတဲ့အနေထားပါခင်ဗျာခုနကတော့အများကြီးလို့ထင်ရတာ6သွားတော့တပန်းတောင်ဝင်ပြေးခြင်းဒါဆိုရင်တော့အခုလိုမျိုးလေးငါးတွေပေါ်တဲ့အချိန်အင်းအိုင်ပတ်တဲ့အချိန်မှာဆိုရင်ဒီလိုမျိုးလေးစားနဲ့ရိတ်ခါလေးလှုပ်ပြီးတော့တူလောင်ထားကြအောင်เนาะအစားတူလောင်တာတော့မမှားဘူးပေါ့เนาะကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲတက်တာဘိုင်